ကဘာမှာမြန်မာတနိုင်ငံထဲမှာသာရှိနေတဲ့ AR လင်းပိုင်ကြီးများလူသားနဲ့တရိတ်ဆန်ကြားတကယ်ကိုနားလည်မှုအပြည့်နဲ့ပူးပေါင်းလှုပ်ဆောင်နေတဲ့အံ့ဩစရာအကောင်းဆုံးဖြစ်ဟာမြန်မာနိုင်ငံ AR မြစ်ထဲမှာနေတိုင်းဖြစ်ပွားလျက်ရှိတာပါဒီဖြစ်ရထိုးကြည့်အောင်ဆိုရင်တော့ AR လင်းပိုင်နဲ့မြန်မာတန်ငါသည်တွေကြားထဲကဆက်ဆံရေးပါပဲခေတ်ဆက်ဆက်မြန်မာတန်ငါသည်တွေဟာလင်းပိုင်တွေရဲ့အကူအညီနဲ့စီးပွားဖွေရှာခဲ့ကြပြီးဒီကိစ္စကကမ္ဘာသူတေသီတွေတောင်မျက်လုံးပြူးသွားစေခဲ့တာပါဒါကြောင့်ဒီကနေ့ရဲ့ရွှေဘို channel ဗီဒီယိုထဲမှာဆိုရင်တော့ AR လင်းပိုင်တွေကတန်ငါသည်တွေကိုဘလို့ကူညီခဲ့တယ်လဲဆိုတဲ့ရှင်ခုံစရာအချက်လက်တွေအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။လင်းပိုင်နဲ့လူသားကြားတွေကဆက်သွယ်မှုဟာအတန်းနဲ့စတင်ပါတယ်။တန်ငါသည်တွေကလှေနံပိတ်ကိုတက်သားတုံးနဲ့ခောက်တာဒါမှမဟုတ်ရင်လှေပေါ်မှာ click ဆိုတဲ့အတန်းမျိုးပြုလုပ်ပြီးလင်းပိုင်တွေကိုချက်ပေးခေါ်ယူရပါတယ်။ဒီလိုခေါ်ယူလိုက်ပြီးဆိုရင်တော့လင်းပိုင်တွေကလှေနားကိုရောက်လာပြီးရေအောက်မှာရှိတဲ့ငါးအုပ်တွေကိုတန်ငါသည်တွေရဲ့ကွန်ကွင်းနဲ့ရအောင်လို့ဝိုင်းပေါင်းပေးကြပါတော့တယ်။လင်းပိုင်တွေကငါးအုပ်ကိုဝိုင်းပြီးတဲ့အခါသူတို့ရဲ့အမိနဲ့ရေပြင်ကိုရိုက်ခတ်တာဒါမှမဟုတ်ရင်ရေပုံကိုကောင်းပြူထွက်ပြီးတော့တစ်ဖက်စောင်းပြတာမျိုးတွေလုပ်ပြီးကွန်ပျူတာဆိုတဲ့အချက်ပြမှုတွေကိုတိတိကျကျလှုပ်ဆောင်ပေးတဲ့ကြပါတယ်။ဒါကြောင့်လင်းပိုင်တွေရဲ့အကူအညီနဲ့ခေဆက်ဆက်မြမတန်ငါသည်တွေဟာဝမ်းလဲဝါသလိုလူလဲလာခဲ့ကြတာပါ။ဒါပေမဲ့လည်းလူသားဆိုတာလောဘစောတတ်တဲ့အမျိုးပဲလေ။ဒီတော့နိပညာတွေဖွံ့ဖြိုးလာတာနဲ့မျှငါးဖမ်းမှုကူညီပေးတဲ့ဒီလင်းပိုင်တွေကိုကျေးဇူးတရားကောင်းမှမသိကြတော့ပါဘူး။နောက်ပိုင်းလူငယ်တွေဟာပတ်စံရခြင်းစောအားကြီးပြီးတော့ငါးတွေကိုလျှက်ဆက်ရှော့တိုက်ဖမ်းကြပါတော့တယ်။သူတို့ကတော့ငါးပဲဖမ်းတာလို့ဆိုပေမဲ့မြေချောင်းတွေကိုခြားတဲ့လျှက်ဆက်ဘိုးအားကအရန်ကိုပြင်းလေတော့အနီးနားမှာရှိတဲ့ AR လင်းပိုင်တွေပါအကုန်သေးပြီးအခုဆိုရင်တော့ AR လင်းပိုင်တွေဟာမျိုးတုံးပြောက်ွယ်လူနေပါအန်ဒီရဲ့နဲ့ရင်ဆိုင်ရနေပါပြီ။ဒါကြောင့်လေအစိုးရအနေနဲ့မင်းကဝနေကြောင်မြောင်းထိ AR မြစ်ကြောင်းတစ်လျှောက်ကိုလင်းပိုင်ထိန်သိမ်းရေး area ဖြစ်တဲ့တရားဝင်သတ်မှတ်ထားပြီးတော့လင်းပိုင်တွေကိုအန်ဒီရပြူတာဒါမှမဟုတ် short တိုက်ငါးဖမ်းတာတွေကိုပြင်းထန်တဲ့ပြစ်ဒဏ်တွေနဲ့တားမြစ်ပိတ်ပင်ထားရပါတယ်။မြမတန်ငါသည်တွေအနေနဲ့လင်းပိုင်တွေကိုကာကွယ်ခြင်းဟာမိမိတို့ရဲ့အသက်မွေးဝမ်းကြောင်းတွေကိုကာကွယ်တာနဲ့မကသေးပဲနဲ့ကမ္ဘာကအတိအမှတ်ပြုထားတဲ့မြမကုံဆောင်ရင်ကျေးမှုတွေကိုထိမ့်သိမ်းတာလည်းပဲဖြစ်ပါတယ်။ဒါအပြင် AR လင်းပိုင်တွေဟာမြမမြေကျောင်းရဲ့အသက်သွေးကြောဖြစ်သလို AR လင်းပိုင်တွေနဲ့မြမတန်ငါသည်တွေကြားတွေကတန်ရုံစရာလေကမ္ဘာမှာဘယ်အရာနဲ့မှလဲလို့မရတဲ့ရှားပါဖြစ်ရတူတစ်ခုဖြစ်ပါတယ်။လက်တွေ့ဘဝမှာလေ AR လင်းပိုင်တွေဟာအလွန်ရင်ကျေးပြီးတော့ချက်ဖို့ကောင်းလာပါတယ်။သူတို့ရဲ့ခင်မင်တတ်တဲ့တဘာဝတိုင်းလူတွေကိုယုံကြည်ပြီးလှေနာအထိကက်လာတတ်တာမလို့သူတို့ရဲ့ယုံကြည်မှုတွေကိုအန်ဒီယန်နဲ့မတုံ့ပြန်ဖို့အတွက်ကအင်မတန်အရေးကြီးလာပါတယ်။ဒါကြောင့်မြန်မာပြည်သားတိုင်း AR လင်းပိုင်ထိန်းသိမ်းရေးတွေကိုတိုက်တွန်းနှိုးဆော်ပေးကြပါလို့မြစ်တာရက်ခံရင်းနဲ့ဒီကနေ့ရဲ့ရွှေဘို channel လေးကိုအဆုံးသတ်လိုက်ပါရစေလားရှင်။ပရိသတ်ကြီးတို့အနေနဲ့ရောနိုင်ငံတော်မှာအမိန့်ထုတ်ထိန်းသိမ်းနေရတဲ့ AR လင်းပိုင်တွေနဲ့တန်ငါသည်တွေရဲ့ဒီလိုအံ့ဩစရာကောင်းတဲ့နားလည်မှုတွေပေါ်မှာဘယ်လိုမြင်ကြပါသလဲ။လက်ရှိမှာဆိုရင်တော့ AR မြစ်အတွင်းမှာလျှက်ဆဲ short တိုက်ငါးဖမ်းတာတွေရှိနေသေးတာဆိုတော့ comment မှာတည်သမျှလေးတွေကိုဝေမျှဆွေးနွေးပေးခဲ့ကြပါအောင်နော်။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများတင်ပါတယ်ရှင်။